ကျွန်တော်တို့ကျွန်တော်ကဂီတာကိုကျွန်တော်ကဆရာတော့မဟုတ်ပါဘူးကျွန်တော်တီးတလောက်လေးလာမိတလောက်ကိုကျွန်တော်ကပြန်မျှဝေပေးတာပေါ့ကျွန်တော်တီးတာကိုပြန်မျှဝေပေးမယ်ပြီးသွားရင်အတူတူလေ့ကျင့်တဲ့ပုံစံပေါ့ကျွန်တော်လည်းအတူတငယ်ချင်းတွေအတူလေ့ကျင့်တဲ့ပုံစံကျွန်တော်ဒီသင်ခန်းစာလေးတွေကိုကျွန်တော်တီးတလောက်ပေါ့နော်ကျွန်တော်လေ့လာထားတလောက်ကိုကျွန်တော်ဒီမှာတင်ပေးဖို့နော်Facebook ကို YouTube ရောမှာတင်ပေးဖို့အတွက်ကျွန်တော်ဒီ file လေးကိုစလုပ်ပါတယ်เนาะအားလုံးမင်္ဂလာပါကဲကျွန်တော်တို့ guitar လေးစလေ့လာမယ်ဆိုတော့ကျွန်တော်တက်နိုင်တဲ့လောက်တော့တူအောင်လို့တင်ပေးမှာမယ်အခုဒီ file ကတော့နည်းနည်းရှည်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ guitar စပြီးဆိုတဲ့အတွက် guitar စတင်မဲ့လူတယောက်က guitar တက်လက်ရွေးချယ်ရတော့အဲရွေးချယ်တဲ့အခါမှာဘယ်လိုရွေးချယ်မလဲဘူးမှမသိဘူးကျွန်တော်လည်းမသိဒါပေမဲ့ကျွန်တော်တို့ငယ်ကနေပြီးတော့ကျွန်တော် guitar စပြီးတော့လေးတဲ့ကနေပြီးတော့ပြောကြဆိုကြတဲ့အချက်လက်လေးတွေတချို့စာအုပ်တွေမှာဖတ်တဲ့အချက်လက်လေးတွေနောက်ဆရာသမားတွေပြောတဲ့အချက်လက်လေးတွေဒါလေးတွေထဲမှာမှကျွန်တော်တို့ကဆိုင်မှာသွားရတဲ့အခါကျရင်လည်းလူတဲ့အမြင်မကအောင်ဆိုင်ရှင်အမြင်မကအောင်လို့လည်းရွေးချယ်ဖို့နီလန်းလေးရအကောင်းဆုံးနီလန်းလေး5-10ခုကိုကျွန်တော်ပြောပြပေးမယ်အဲ့ဒီဟာလေးနဲ့ပဲကျွန်တော်ကရွေးချယ်တယ်ဒါပေမဲ့ဆိုလိုရင်းကအဲ့ဒီဟာမျိုးပဲအတိအကျရွေးချယ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရွေးချယ်တဲ့ပုံစံကိုပဲကျွန်တော်ပြောပြမှာဒါကလုံးဝမှန်ကန်တဲ့မတ်သက်ပါဘာညာလို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးကျွန်တော်အတိနဲ့ကျွန်တော်အတွေးနဲ့ကျွန်တော်ဂီတာတစ်လက်ဝင်ရွေးချယ်တဲ့ပုံစံကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးစရွေးချယ်မလဲဆိုရင်ဂီတာတစ်လုံးကျွန်တော်တို့တွေတွေးလိုက်တာနဲ့အရင်ဆုံးကတော့ဗာစစ်မလဲဆိုဂီတာလေးအတစ်ကလေးလားဆိုတာကိုကျွန်တော်စစ်တဲ့ခါကျရင်ဂီတာလေးကဆေးတွေပါလေကွာလားပွန်းလားပဲ့လားအပွန်းအဆင်းရှိလားနော်ဒီလိုမျိုးတချို့ဒီနောက်မှာကျွန်တော်တို့ပတ်ဖန်ခေါက်မဲ့ဟာလေးတွေကတ်ထားတာရှိတယ်အဲ့ဒါလေးတွေရောကိုကြိုက်နေတဲ့ရင်ပါတာယူမလားမပါတာယူမလားဒီလိုလေးပေါ့စီသားကောင်းလားမကောင်းလားကွာနေလားဒါလိုအပွန်းအဆင်းရှိလားတွေအရင်စစ်မယ်ပြီးွားရင်ဒီအိုးလေးကိုလုံမလုံကျွန်တော်တို့လိုက်ခောက်ကြည့်တယ်ဟုတ်လားလှိုင်ကောင်းတန်လေးတွေပေါက်နေတယ်နောက်ပြီးွားရင်အထဲထဲမှာတက်နိုင်တော့နေအောင်နဲ့ပတ်သက်ပြီးတော့နေအောင်လိုက်ကြည့်ပြီးတော့ထိုးကြည့်မယ်ဒီလိုအိုးလေးမှာဒီလိုနားလေးမှာပေါက်တော့လားတချို့ဆိုမီးလုံးထိုးဆန်းတယ်ပေါ့အဲ့လောက်ကြီးကိုတော့မလုပ်ပါဘူးဘာဖြစ်လို့လဲဆန်းရှင်လေးအမြင်ကတ်သွားမှာဆိုလို့လားဖုန်းပြီးတပတ်ထိုးထည့်ပြီးတော့ဆန်းလို့ရတယ်ဒါပေမဲ့ကိုကမဆန်းတော့ဘူးဒီလိုမျိုးလိုက်ပြီးတော့နေအောင်လေးနဲ့နေပါထောင်ကြည့်လိုက်တယ်တောင်းလုံနေလေးမပေါက်ဘူးဆိုရင်ဒါလုံနေပေါ့နေပါပေါက်နေတာကော်ကြွနေတာမရှိဘူးဆိုတဲ့ပုံစံနဲ့ကျွန်တော်သတ်မှတ်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးလေးထောင်ထည့်ကြည့်မယ်ပြီးဝိုင်းအထက်တွေကဘာတန်းလေးတွေပါတယ်အဲ့ဘာတန်းလေးတွေမှာညင်ရဲ့လားလှုပ်ရှားနေလားမမိဘူးလားပေါ်လွတ်နေလားလေးတွေတစ်ချက်ကြည့်တယ်ခောက်ခက်ကြည့်မယ်အားလုံးညိတ်တယ်ဆိုရင်ကျွန်တော်ဒီဂီတာလေးကိုတစ်ချက်ကန်လိုက်မယ်၄ချိန်လို့ကျွန်တော်ကြည့်မယ်၄ချိန်မှာအရင်လေးတယ်ဆိုရင်ကျွန်တော်မယူဟောဆိုကျွန်တော်လည်းကြာကြာပေါင်းပေါ်တင်တီးရတာအဆင်မပြေသလိုတဲရပြူသွားလာတာလည်းတိတ်မနှစ်သက်ဘူးပေါ့ကျွန်တော်အနေနဲ့မနှစ်သက်တာပေါ့လေဒါပေမဲ့ကောင်းရင်လည်းကောင်းမှာပေါ့လေဒီတဲ့ဂီတာဒါပေမဲ့ကျွန်တော်အနေနဲ့မနှစ်သက်တာပြောကျွန်တော်နဲ့ပပလေးတွေကိုပဲကျွန်တော်ရွေးချယ်လေးရှိတယ်ဂီတာပေါ့လေးရေးတယ်ပြီးွားပြီဆိုရင်ကျွန်တော်ကဒီဘားလေးတွေအရင်မြင့်လာနှိမ့်လာလို့ဒီဘားလေးတွေဒါဆိုကျွန်တော်ဂီတာလေးကနည်းနည်းလေးမြင့်တယ်အမှန်ဆိုဘားလေးတွေဒီလောက်လေးဖြစ်ရင်ပိုကောင်းတယ်နော်ဒါကျွန်တော်ဒီကတော့တိတ်ပြလို့မရဘူးထင်တယ်ဒီလောက်နှိမ့်သွားရင်ပိုကောင်းတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးမြင့်နေတော့ဒီထဲမှာကျွန်တော်ဖုန်းရဲ့တစ်ဝက်စာလောက်မြင့်တယ်ဖုန်းရဲ့တစ်ဝက်စာလောက်မြင့်နေတယ်ဆိုတော့အဲ့ထက်လေးနဲ့နှိမ့်နေတာဒါပေမဲ့ကျွန်တော်ကျွေးတဲ့ထင်မှာတော့အဲ့လောက်မရှိဘူးဒါကကျွန်တော်အတွေ့အကြုံမြင်ခဲ့တဲ့ဂီတာထဲမှာဒါကအကောင်းဆုံးဖြစ်လို့ကျွန်တော်ယူလာခဲ့တာအဲ့တော့ဘားလေးတွေနည်းနည်းနှိမ့်လာလေးယူမယ်ယူပြီးွားရင်အဲ့တော့မှလည်းကျွန်တော်တို့စတင်တဲ့လူတွေတက်တာဖြစ်မှာဘားမြင့်နေလက်တွေကနာနေဘားမြင့်နေလက်တွေပေါက်ပြဲလေဆိုတော့တိတ်ပြီးတော့လေ့ကျင့်ရတာအတန်မပြီးပတ်တဲ့အတွက်လူရဲ့စိတ်တက်ကြသွားနိုင်တယ်အဲ့တော့ဘားလေးနည်းနည်းလေးတွေကျွန်တော်တို့တွေနှိမ့်ပြီးတော့ယူမယ်ပြီးွားရင်ဒီဘားလေးတွေမှာပဲကျွန်တော်နှိမ့်တဲ့ခါကျရင်ဒီဘားတန်းလေးဒီလေးတွေနော်ဘားတန်းကွက်ကလေးတွေကသူကကြီးလေးတွေလို့ဆိုတော့တချို့ကလည်းစတီးတွေတချို့ကလည်းဒန်နေနဲ့လောက်တာလည်းရှိတယ်အဲ့ခါကျရင်ဒါလေးတွေကသူတို့တွေအနာတက်တာမတည်တဲ့ရင်ရှာတယ်အဆူလေးတွေဖြစ်နေတတ်တယ်နော်အသွားလေးတွေဖြစ်နေတတ်တယ်အဲ့ဒါလေးတွေရှာမရှာဘူးကျွန်တော်တို့လက်နဲ့တူလိုက်ပုတ်ကြည့်နော်ဖိပြီးတော့ပုတ်ကြည့်ရှာတယ်ဆိုရင်ကျွန်တော်တို့မယူဘူးဘာလို့လဲကျွန်တော်တို့ရှင်းသမျှဂီတာကျိုးပြန်ဖြုတ်ပြီးတော့အဲ့ဒါလေးကိုဒစီနဲ့တိုက်လိုက်ရတယ်ဆိုပေမဲ့လည်းအဲ့လိုမလုပ်ချင်တော့လုပ်ချင်တဲ့ကြောင့်စားတဲ့ကိုကကျွန်တော်ကောင်းအောင်ရွေးကြည့်လိုက်တယ်မရှာဘူးဘာလေးတွေကလုံးလေးတွေမှန်တယ်မှန်ကန်တယ်ဆိုရင်ကျွန်တော်ဒီဂီတာလေးကိုတစ်ချက်ကြည့်ပြီးဆက်ပြီးတော့ကြည့်မယ်ဆက်ကြည့်တဲ့အခါကျတော့အဲ့ဘားလေးတွေလည်းမရှာဘူးဒီဂီတာကျိုးအနေမြင့်လေးရလည်းအတော်နေပဲကြာတယ်ဆိုရင်ကျွန်တော်တို့ကဒီဂီတာကိုကျွန်တော်တို့ကစမ်းကြည့်တော့မယ်စမ်းကြည့်တဲ့အခါမှာအတန်
ဒီဘားနှိမ်သွားပြီဆိုတဲ့အတွက်ကျိုးလေးတွေမညှိအောင်လိုက်ဆန်းရအောင်မှန်မှာတစ်ကွက်နှိမ်တယ်ကျိုးလေးကိုအနေတော်လောက်တင်ကြည့်လိုက်နော်မာစတာကြီးပဲခြေစံမလို့အနေတော်လောက်တင်ကြည့်သွားရင်ဒီမှာတစ်ချက်နှိမ်ကြည့်မယ်နှိမ်မယ်အဲ့ဒီကိုကျွန်တော်တို့ရပါပြပြသက်သက်အတန်ထွက်သေးတယ်လုံးလေးတုံးတက်ထွက်သေးတယ်အလေလေးမှာပဲတည်မယ်ဒီအကွက်တွေအလေလောက်မှာပဲကျွန်တော်ဖိပြီးတည်မယ်အဲ့ဒါမှကျွန်တော်ကဟိုဘက်ဒီဘက်ဘာညှိမညှိကိုကျွန်တော်ကြည့်လို့ရအောင်ဟုတ်ပြီဟုတ်လားအဲ့တော့ဒီမှာကျွန်တော်အဲ့ဒါဆိုဘာနဲ့လဲညှိတယ်ခေါ်တယ်တီးလို့ရလားဆိုရသေးတယ်ဒါလည်းနည်းနည်းညှိပါကျွန်တော်ကတာဒီဘာညှိတဲ့ကတာအဲ့တော့ပြလို့ပိုကောင်းတယ်ဘာတွေညှိဟုတ်လားအဲ့လိုဒီမှာလာလွတ်သွားတာနော်ဒီညှိတော့မယ်အဲ့တော့အဲ့လိုဘာမညှိအောင်တူချိုးချင်းစမ်းမယ်ဘာညှိရင်မယူနဲ့ပေါ့နော်ပြောလို့တီးရတဲ့အခါမှာဒီဘက်အပိုင်းတွေရောက်လာတဲ့အခါကျရင်ဘာလေးညှိတဲ့အခါကျရင်ဟိုနေအလုံးကလွယ်သွားပြီဟုတ်လားသူရဲ့ melody ကလွယ်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့တိတ်တီးလို့မကောင်းတော့ဘူးဒီဘက်မှာဒီကော့လေးအလုံးလေးဆိုရင်မမှန်တော့အဲ့လိုဖြစ်မှာလို့ဘားလေးတွေမညှိအောင်ကျွန်တော်တို့ကြည့်မယ်ဟုတ်လားတန်တဲ့ကျွန်တော်ဘားလေးမညှိအောင်သူတို့လည်းညှိတယ်ဆိုရင်ဒီလေသူတို့လုပ်ပေးနေဆိုရင်ရတယ်သူတို့လည်းလုပ်တယ်သူတို့လုပ်တဲ့အတွက်ဒီမှာတော့ဒါဆိုညှိပါသူတို့လုပ်တဲ့အတွက်ဒါလည်းညှိကိုအဲ့လိုညှိရတယ်ဆိုကျွန်တော်တို့ကရှောင်းလိုက်မယ်ကျွန်တော်တို့ကတော့ဒါအကောင်းဆုံးအဲ့မှာရှိနေတဲ့ဂီတာကကျွန်တော်စိုင်းသေးသေးလေးရတော့တာ3-5လုံးပဲရှိတဲ့အထက်မှာကျွန်တော်အကောင်းဆုံးယူလာဆိုတော့ကျွန်တော်အခုကောင်းသွားတာဒီမျိုးခုပြတဲ့ခါကျတော့ညှိတဲ့ဟာကိုကျွန်တော်ပြလို့ရတယ်ကောင်းတာယူလာခဲ့ရင်ညှိတဲ့ဟာကိုကျွန်တော်ပြလို့မရဒါတော့တခုအားသာချက်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဂီတာကတော့မကောင်းဘူးဟိုဗမာပြည့်လဲဗမာပြည့်နိုင်ငံခြားပြည့်လဲကျွန်တော်မသိဘူးဟိုကိုင်းလည်းမကိုင်းဘူးအဲ့တော့နိုင်ငံခြားအိုးတွေကတော့သူ့အတူ quality အစင်းစစ်ထားတဲ့အတွက်ကောင်းလိမ့်မယ်ဘာအမြင့်အနှိမ်ဘာညာပြီးသွားစားအကုန်ကောင်းတယ်ဟိုကျွန်တော်လည်းတော့မတိဘူးကျွန်တော်အထင်ပေါ့တချို့တငယ်ချင်းတွေပြီးတဲ့ဂီတာကျန်ယူရက်တီးကြီးရတယ်နိုင်ငံခြားအိုးလေးတွေကောင်းတယ်ကျွန်တော်ဂီတာလည်းအများကြီးကောင်းတယ်အဲ့တော့နိုင်ငံခြားအိုးမှာတော့တောင်းဆက်ရတာနည်းမယ်လို့ထင်ပါတယ်ဒါပေမဲ့ကိုကတော့ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံခြားအိုးရဲ့ဗမာအိုးရဲ့ကျွန်တော်မသိဘူးဂီတာလေးပုံစံကြိုက်ရင်ကျွန်တော်ယူလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမျိုးတွေစစ်တယ်အဲ့တော့ဘားလေးတွေစစ်တယ်ကျိုးနေမြေးစစ်မယ်ဈေးသားလေးတွေစစ်တယ်အိုးလုံးလုံးစစ်တယ်စီပီယူကကျွန်တော်တို့ဘာလဲဆိုဒီနက်မှာတချို့နက်တွေကအစိတ်ကျဲမညီဘူးသူတို့တက်ပေးထားတာသူတို့ဒီဟာဖောက်ထားတာတွေကစိတ်ကျဲမညီတဲ့ကကြဂီတာကျိုးကတချို့တင်းနေနေတာတို့တော့ကက်ပြီးတော့ဒုံနဲ့လေးညကျဲနေတယ်ပေါ့အဲ့လိုတွေဖြစ်နေတယ်အဲ့ဒါလေးတွေလည်းသတိထားမယ်အဲ့ဒါဖြစ်ခဲ့တယ်ဒါပေမဲ့တစ်ခါကြာရင်တကယ်ဟိုဖြစ်ကြတဲ့ဇန်လုံးလိုက်တဲ့ဆိုင်လေးဂီတာလေးဆိုရင်ဖြစ်တတ်တယ်အဲ့ဒါကြီးနောက်ပြီးဒီဘားကုတ်ဘားလေးတွေဒီ break ခုံဒီတချို့ကတည်းကအကုတ်တယ်ပေါ့ကျိုးအကုတ်တယ်ဆွဲထားတာရှိတယ်တချို့ကဒါမှမကတ်ထားတာကောကတ်ရှိတယ်အဲ့တော့အဲ့ဒီကောင်လေးတွေအခုကျိုးကောင်းတင်းလိုက်တဲ့အချိန်မှာလိုက်ကြွလာဆိုတာကြည့်လိုက်မကြွအောင်ငြိမ်နေဆိုရင်ဒါဒီဂီတာတော့စိတ်ပူစရာမလိုကျိုးတင်းဖို့အတွက်စိတ်ပူစရာမလိုကျိုးရော့တာဘာမှဖြစ်တယ်မရှိဘူးကျိုးတင်းရင်ဒီကောင်လိုက်မကြွအောင်ဆိုရင်ဒီကောင်ဂီတာအတန်ပြောင်းလဲသွားခြင်းမရှိဘူးအဲ့တော့ကြာရည်ရှိလဲခံလောက်တယ်ဆိုတဲ့သဘောနဲ့ဒီဟာလေးလည်းစစ်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဂီတာကီးတွေကိုစစ်မယ်ဂီတာကီးတွေကအများစုကတော့ဒါဗမာဖြစ်ဂီတာကီးအများစုကတော့ဒီအသွားလေးတွေမညီဘူးလို့ပြမယ်ဒီအသွားလေးတွေပေါ့ဒီအသွားလေးတွေကမညီဘူးနိုင်ငံခြားဥတွေကြတော့သူ့တညီတညာလဲသူတို့ကတော့စကီးနဲ့ဟိုဒီစက်နဲ့ဘာညာလောက်ထားတဲ့ထင်ပါတယ်အဲ့တော့သူတို့ကညှိရတာလွယ်တယ်လိုချင်တဲ့နေရာကိုမီလီမီတာလေးအေးစစ်စစ်လေးဖြည်းချင်းတင်သွားလိုက်လိုချင်တဲ့အတန်ရအောင်တော့တဖြည်းဖြည်းဆွဲပြီးကျိုးတင်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဆင်ပြေတယ်ဒီဗမာကြီးကြတော့ကျွန်တော်တို့ကအခုအရက်ကကျဲလိုက်ခဏနေပြန်စိတ်သွားလိုက်ခဏနေပြန်ကျဲသွားလိုက်ဆိုတော့ဂီတာကျိုးကဒီပြန်ကြောက်လာဝီးပြန်တက်လာလိုက်ပြန်ကြောက်လာအဲ့လိုဒီဖြစ်နေတဲ့ခါကျတော့ဂီတာကျိုးညှိရတာအဆင်မပြေဘူးဗျဟိုတကယ်ကီးမိအောင်ကျွန်တော်တို့ညှိလို့မရဘူးအဲ့တော့ကြောင့်မလို့အဲ့အခက်ခဲလေးရှိတယ်အဲ့တော့အဲ့ဒီစကူဒီကီးကိုတော့တင်ချာလေးသတိထားစင်မယ်ကီးလေးတွေညီတာလေးတွေကိုရွေးမယ်ဂီတာကျိုးညှိပြီးွားရင်ကျွန်တော်လူညှိွားရင် short ချလိုက် short ထားတယ်တပြေးကြီးတက်လာမယ်အဲ့မှာတပြေးကြီးမတက်လာပဲလေအဲ့လိုဖြုတ်သွားတော့မှပုံစံလေးပြန်ပြီးတော့မှန်လေးပြန်သွားတယ်ပြီးဝေါ်ပြန်တက်လာလိုက်ပြန်မှန်သွားလိုက်ဆိုတော့ဒါဂီတာကျိုးမမှန်ဘူးအဲ့တော့ဒီစကူမမှန်အဲ့ဒီအရင်မမှန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဂီတာအတန်းဒီလောက်မှလိုချင်နေတဲ့အချိန်ကျမှဟိုကသူ့အချက်ကကျဲဝိုင်းတော့ဝီးဆိုဒီလိုတက်သွားရင်ကျွန်တော်ကဂျားမှလိုချင်တဲ့အတန်းအောင်မရဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဂီတာကီးရတော့အရေးကြီးတယ်ကီးကိုကျွန်တော်တို့တွေတေချာဟိုနေ့ဖြစ်မယ်နော်တေချာရွေးမယ်ဖြစ်သွားပြီဆိုရင်ဒါဂီတာကီးလဲကျွန်တော်တို့ရွေးသွားဆိုရင်တော့ဂီတာကျိုးတွေကတော့ကျွန်တော်တို့အများဆုံးကတော့ဗမာကျိုးပဲသုံးပါတယ်ဒီ
ဒီကီလေးတာကောင်းမှုဆွဲလိုက်နေဆိုရင်ကျွန်တော်ဒီဂီတာကျိုးကအဆင်ပြေပါတယ်သူတို့တွေလည်းအတန် quality မှီအောင်လုပ်ထားတယ်လုပ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဂီတာကီးရတာအစိတ်ကျဲလေးတွေမှန်တယ်ညီးတယ်ဆိုရင်ကျွန်တော်တို့ standard tuning ကိုမှီအောင်လို့ချိန်လို့ရတယ်เนาะအများစုကတော့ဗမာအိုးအများစုကတေချာကြည့်ရမှာကဘာလဲဆိုတော့ကျွန်တော်တို့ standard tuning မှီတာဒီများတဲ့ခါကျတော့ကျွန်တော်တို့အဲ့ဂီတာကိုရွေးချယ်လို့တော့မရဘူးအဲ့တော့ကျွန်တော်ဒီမဲ့ကာဘာဆောင်ပြန်တီးခြင်းတဲ့လူတွေဟလာ professional လေ့ကျင့်ခြင်းတဲ့လူတွေကြတော့ဒီ master key အတန်ဒီ standard tuning အတန်မှီမှဖြစ်မှာဆိုတော့ကျွန်တော်တို့ကအဲ့ဒီအတန်မှီအောင်လို့တော့ကျွန်တော်တို့ဒီမှာ software လေးတစ်ခု down ထားမယ်အဲ့ software လေးနဲ့ကျွန်တော်တို့စမ်းလို့ရတယ်ဂျိုးတိုင်းကိုအဲ့တိုင်းဆက်သွားလို့ရတယ်တော့ဒီ software လေးပေါ့ဒီလို software လေးတစ်ခုလေးဆွဲထားလိုက်မယ်ဆွဲယူရင်အဲ့ထဲကိုကျွန်တော်တို့တစ်ချက်ထောက်လို့ဝင်လိုက်မယ်ဝင်လိုက်တဲ့အခါကျရင်ဒီလိုလေးပြမယ်ဂျိုးနာမည်လေးတွေပါပါတယ်ဂျိုး6ဂျိုးလုံးစီဟုတ်လားအောက်ဆုံးဂျိုးတီးပြီးကျွန်တော်တို့စမ်းရင်သူကဒီမှာအန်ဒီလေးကနေတော့အစိမ့်ဖြစ်အောင်ကျွန်တော်တို့ရသူ့ကိုချိန်ပေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာအခုမတစ်ချို့အီဂျိုကိုကျွန်တော်ချိန်ပေးမယ်တီးလိုက်တဲ့အခါကျရင်ဒီမှာစိမ့်လေးဖြစ်သွားပြီအဲဆိုအဲ့ဒီကညီးတယ်နောက်တစ်ခုပြန်မယ်ပြန်လျှော့ပေးလိုက်ဟုတ်ပြီနော်အနီဖြုတ်ပါအနီတော့ကျွန်တော်လိုက်တင်မယ်ဟုတ်နော်မီတာတန်းလေးကြည့်နော်ဟောနားလေးစိမ့်လာပြီဟုတ်မီတာတန်းလေးလည်းအလည်းမပြနိုင်စိမ့်သွားပြီခွက်တီးမယ်ခွက်တီးကြည့်မယ်ဟုတ်လားသူအေးမှပြတယ်မှန်သွားမယ်အဲ့တော့အဲ့ဒီလိုမျိုးတစ်စင်ချင်းကျွန်တော်တို့ကျူတန်းကိုချိန်လိုက်ပြီးဆိုရင်အစိမ့်လေးတွေအကုန်ပြသွားပြီဆိုကြတာကျိုးကဒါဆိုပြီးရသွားပြီချိန်လို့လည်းရသွားလို့ဒီကျူတန်းအဲ့အစိမ့်ဒီအချိန်ခံတယ်ဆိုရင်ဒါကျွန်တော် standard tuning ကိုမှီတဲ့ဂီတာဖြစ်သွားပြီဒါဆိုကောင်းတီးလို့ရပြီကာဘာဆောင်းဖြစ်ပါပြီပြန်ပြီးတော့ live တီးလို့ရပြီအဲ့တော့ဂီတာကျူအမြည်လေးတွေရနေရကျွန်တော်ပြောထားမယ်ဆိုဟိုမှာလည်းသူကဒီ software ထဲမှာပါပြီးသားเนาะဒီမှာတော့ပေါ်တော့ကြည့်မယ်ဆိုရင် E ကျူ B A ကျူ E A D D D ကျူ D B G G B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  E အဲ့ဒါ standard tuning ရဲ့သူရဲ့ theory ပဲเนาะအဲ့ standard tuning ရဲ့ E A D G B E အဲ့ဒါကိုကျွန်တော်တို့ရချိန်မယ်ဒီအပေါ်တော့ကျိုးစာချိန်လိုက်ရတယ်အပေါ်တော့စာချိန်လိုက်ရတယ်ဒီလိုပဲဟိုမှာ software ရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ရအစင်လိုက်အပေါ်နဲ့အောက်ကနေအပေါ်ရလို့တိကျမရှိဘူးကျွန်တော်တို့အောက်ကနေပေါ်ချိန်ထားတာများတယ်ဒီမှာတော့ software ရှိပါပြီဆိုဘယ်ကျိုးပဲချိန်လိုက်သူ့ကျိုးနဲ့သူမှန်အောင်ပြလိုက်မယ်เนาะအဲ့တော့ဒီ software လေးတစ်ခုဒေါင်းထားပြီးတော့အဲ့ဒီ key လေးနဲ့ကျွန်တော်တို့လည်းလုပ်ကြည့်မယ်လုပ်ကြည့်လို့မှဒီဟာကအကုန်လုံးမိတယ်အစိမ်းလေးတွေပြတယ်ဆိုရင်ကျွန်တော်တို့ကဒီကင်တာတော်လေးပြည့်စုံနဲ့ကျွန်တော်တို့တွေဒီခက်လို့ရတာပါတော့ပြီအဲ့ဒါမျိုးအဲ့လိုမျိုးပုံစံလေးရွေးပါတယ်နောက်ပြီးတော့ဂီတာမှာအဓိကကျွန်တော်တို့အတန်ရေသွေးကြာရှည်ညီအောင်အတန်ညီအောင်မညီအောင်ဆိုတာကျွန်တော်ဂီတာမှာဒီကနေပြီးတော့ဒါ12ကွက်မြောက်ဒီနက်တိုင်လေးကနေ12ကွက်မြောက်အထိကိုကျွန်တော်ကျိုးတကျိုးနဲ့ထောက်ထားလိုက်ထောက်ပြီးသွားရင်ဂီတာရဲ့သူအလဲဘဟုကြာမယ်လူလေးထောက်ထားလိုက်ကျိုးလေးတွေနဲ့ဒီလောက် area ရှိတယ်အဲ့ area ဒီကျန်တဲ့ဂီတာရဲ့ဒီ flat ရိတ်ခုံဒီကိုတွားပြီးတော့ညီရမယ်ဒီမှာပြန်ထောက်တော့ရိတ်ခုံဒီကိုပြန်ညီရမယ်ဒီမှာအဲ့လိုညီမှပဲကျွန်တော်တို့ကဒါကဟိုဂီတာကအတန်မျှတယ်အဲညီတယ်ဆိုတဲ့သဘောပြောပြမှုတဲ့ဆရာတွေလည်းရှိတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တစ်ခါကြာရင်တိုင်းတယ်ဒါပေမဲ့ဟိုချက်လက်တွေပြည့်စုံသွားရင်ဒါကိုကျွန်တော်သိမ့်မတိုင်းပြတော့ဘူးဒါပေမဲ့မပြည့်စုံရင်တော့အဲ့ဒါကြောင့်များလားဆိုတော့ကျွန်တော်တိုင်းကြည့်တာတော့ရှိတယ်ဒါဘ ഹു သူတာပြောပြတာမတိုင်းလဲရတယ်တိုင်းခုနပြောသလိုမျိုးဒီအဓိကအချက်လေးတွေကခုနဟာလေးတွေပဲပြီးသွားရင်ဒီ flat တန်တွေကောက်နေလားမကောက်နေလားဆိုတော့ထောင်ပြီးတော့သူရကြည့်မယ်နော်ဒီဘက်ဒီကလည်းဆက်ကြည့် flat တန်တွေကိုယ်နေတာကောက်နေတာကိုကျိုးတင်လိုက်တဲ့အချိန်တိုင်းတချို့ flat တန်တွေကိုယ်ပြီးတော့လိုက်လာအဲ့လိုလိုဖြစ်အောင်လို့ဒါလေးတွေကြည့်မယ်အဲ့ဒါဆိုရင်ဂီတာတစ်လက်ကတော်တော်လေးအဆင်ပြေတာအဲ့လောက်ဒီလောက်ရွေးချယ်တာဆိုရင်အခုကျွန်တော်ပြောသလောက်ဆို15မိနစ်လောက်ရွေးချယ်ရတဲ့အတွက်ကြောင့်မလို့ဒါလေးဆန်ရှင်းရတဲ့တိတ်လေမျက်စိနောက်မှလည်းမဟုတ်အမြင်ကပ်မှလည်းမဟုတ်အဲ့လောက်တော့ရွေးလို့ရပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ဒါကိုတန်းလိုက်တော့ကျွန်တော်ဒီတလောက်လေးမျှဝေတာပါအတိအကျလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါတီးကဂီတာဝယ်တိုင်းဒါအတိအကျပဲလို့ဆိုတော့မဟုတ်ဘူးကျွန်တော်ရွေးခဲ့တဲ့အတွေ့အကြုံနဲ့အတီးကိုကျွန်တော်ပြန်မျှဝေပေးတာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်ဒီ file လေးကိုကြည့်ရှုပြီးတော့တစ်ခုခုရအောင်ကျွန်တော်တို့အများကြီးအကျိုးရှိပါတယ်ကျေးဇူးတင်ပါတယ်